ပကံရဲ့ညနေခင်းနေဝင်ချင်းဟာပန်းချီကားတစ်ချက်လိုလှပလို့နေမောင်လွန်းကသူ့ရဲ့ထုံစံအတိုင်းလူသူနေပါပြီးရှုခင်းရလာဆုံးစီဒီငယ်လေးတစ်ခုစီကိုနှီးရီကျူခေါ်လာခဲ့တယ်။အုတ်ခဲနေနေတဲ့အပေါ်ကြားရောက်နေတဲ့နေကြီးဖြော်ဖြော်ကပကံတစ်ခွင်လုံးကိုရွှေရောင်လွမ်းပါစေသလိုပါပဲ။လှလိုက်တာမောင်လွန်းရဲ့ဒီနေရာလေးကငြိမ်သက်လိုက်တာမောင်ရဲ့နှီးရီကျူကနင်းလောက်တော့မလှပါဘူးကွာအုတ်တနာလေးပေါ်မှာထားရင်တူတူလေးပြောရှာတယ်။သူမရဲ့အတန်ထဲမှာတဆုံတရာကိုတောင့်တနေတဲ့လွမ်းမောမှုတွေပါဝင်နေတယ်လို့မောင်လွန်းခံစားရတယ်။ဒီနေရာကဧည့်သည်တိမလားဟုမနည်းရေကျွန်တော်စိတ်ညစ်ရင်ဒါမှမဟုတ်တယောက်သေးနေချင်းအမြဲလာတတ်တဲ့နေရာလီပေါ့။မောင်လွန်းကသူမဘေးမှာခက်လန်းလန်းကထိုင်ရင်ဖြော်လိုက်တယ်။သူတို့နှစ်ယောက်ဆွေတာ၃ရက်ပဲရှိသေးပေမဲ့နှစ်ပေါင်းများစွာတည်ခဲ့တဲ့သူငယ်ချင်းတို့လိုရင်းနှီးနေမိပြီ။ဒါပေမဲ့နှင်းရချိုရမြော်ဝန်းဒီကတော့အမြဲတမ်းအဝေးတနေရာကိုငေးမောနေတတ်တယ်။မောင်လွန်းလူတယောက်ကကိုချစ်တဲ့အရာတွေကိုထားခဲ့ရတော့မယ်ဆိုရင်ပါကိုအမတ်တရာအဖြစ်ဆုံးညှို့သွားတင်လေဟင်ဘာလို့အဲ့လိုမေးတာလဲနှင်းသူမရဲ့မိခွန်ကရုတ်တရက်ဆန်လို့မောင်လွန်းကြောင်အားသွားမိတယ်ဒီနေရာအမြဲသူမကသူ့ကိုလှည့်မကြည့်ပဲငိုကုပ်စက်ဝင်စီကိုသာစိုက်ကြည့်နေတယ်သူမရဲ့လက်ချောင်းလေးတွေကတော့သူမဝိထားရဲ့ကြည်ပူဝါလေးကိုတင်းတင်းဆုပ်ထားမိတာကိုမောင်လွန်းတတိထားမိလိုက်တယ်စိတ်ထဲမှာအေးဘာလို့အဲ့လိုမေးတာလဲနှင်းရီရဲ့နှင်းရီကပဲကိုသွားဖို့ရှိလို့လေနှင်းရီချိုကအစာရပြုံးလိုက်ပြီးမဲ့အဲ့ဒီအပြုံးကမျက်ရည်တွေထက်ပိုပြီးဝမ်းနေဖို့ပေါင်နေပါတယ်။သူမရဲ့အိတ်ကထဲမှာတော့ရန်ကုန်ကအထူးခုစေခန်းတစ်ခုရဲ့စေမတန်စာအုပ်လေးတအုပ်ရှိနေတာကိုမောင်လုံးမတီးသေးပါဘူး။သူမပကံကိုလာခဲ့တာဟာအလားလာကြည့်တာထက်သူမရဲ့နောက်ဆုံးအချိန်လေးကိုအေးအေးချမ်းချမ်းဖြတ်တန်းခြင်းလို့ဆိုတာကိုလည်းမောင်လုံးမရမိခဲ့သေးဘူး။ဒီတိုင်းမေးကြည့်တာပါဒီကဦးစောတန်တွေကတခါလီကြလင်ခေါ်နေတယ်လို့ပဲနော်။လာပါတော့လို့ခေါ်နေတယ်လို့ပဲနေလုံးကြီးကတဖြည်းဖြည်းမြေပြင်ထဲကိုငုတ်ရှိုးထားပြီးပကံရဲ့အမောင်ထူးကစတင်ဆိုးမိုးလာတယ်လို့ပဲနင်းရီချိုရဲ့လူဝတ်ချက်တွေကလည်းသူတို့နှစ်ယောက်ကြားမှာတဖြည်းဖြည်းကြီးသွားလာနေခဲ့ပါတယ်